2025ထဲမှာအသစ်ထွက်လာမယ့်ဗီဒီယိုဂိမ်းတွေအများကြီးရှိပါတယ် original game တွေရောထွက်ပြီးသား game တွေ sequel ရော game တွေအများကြီးထုတ်ဖို့ရှိပါတယ်အဲ့ဒီထဲမှာကျွန်တော်အဓိကစော့ကျင်တဲ့ game 3ခုအကြောင်းကိုကျွန်တော်ဒီနေ့ဗီဒီယိုထဲမှာပြပြပေးသွားမှာပါခင်ဗျာပထမဆုံးတစ်ခုကတော့ကျွန်တော်အခုဒီဗီဒီယိုတင်ပြီးသိမကြခင်မှာထွက်လာမယ့် Days Gone ရဲ့ remaster version ပဲဖြစ်ပါတယ် Days Gone ကိုကျွန်တော်အသည့်ကိုတယောက်ညွှန်းလို့ကျွန်တော်စော့ပြတယ်ပေါ့နော်အဲ့ဒီကနေမှကျွန်တော် story ပြီးသွားတယ်ပြီးတော့နောက်ပိုင်းမှာ PlayStation Plus မှာ Days Gone ကထပ်ပြီးပါလာတယ်ပေါ့နော်အဲ့မှာကျွန်တော် Days Gone နောက်တစ်ခေါက်ထပ်ဆော့လိုက်တယ်ကျွန်တော်နှစ်ခါလောက်တော့ကောင်းဆော့တာပဲပေါ့နော်အဲ့ဒီ game ကိုကျွန်တော်စေထဲမှာဒီ sequel ထွက်လာမယ်ထင်တာပေါ့နော်ဒါပေမဲ့လည်းအခုတော့ remaster version နဲ့လည်းပြန်ထွက်လာတယ်ဒီ remaster version မှာတော့သူကတော့ဒီ changes အသစ်တွေလုပ်ထားတယ် graphics လည်းတော်တော်လေး enhance လုပ်ပေးထားတယ်တော့ကျွန်တော် trailer မှာလည်းမြင်ရတယ်ပေါ့နော် Days Gone ကိုတစ်ခါမှ Samsung ကြည့်ရသေးဘူးဆိုလို့ရှိရင်တော့ကျွန်တော် story အချင်းလေးကိုချက်ပြပြပါမယ် Days Gone မှာဒီ Freegas လို့ခေါ်တဲ့ creatures တွေကကမ္ဘာနှံကိုပြန်သွားတယ်အဲ့ဒီအချိန်မှာဒီ zombie apocalypse လိုမျိုးဖြစ်သွားပါတော့ကျွန်တော်တို့ရဲ့ main character Deke လို့ခေါ်တဲ့ biker နဲ့သူ့ရဲ့တငယ်ချင်း Boozer Deke ရဲ့ပျောက်သွားတဲ့သူ့ရဲ့ဇနီး Sarah ကိုလိုက်ရှာကြတဲ့ပုံစံမျိုးပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ဒီ apocalyptic theme ဖြစ်တဲ့အတွက်သူ fashion လေးနဲ့သူရှိရဲအဲ့ဒီ fashion တွေမှာကျွန်တော်တို့က quest တွေလုပ်ပေးရတယ်ပြီးတော့ supply တွေစုတယ်ကျွန်တော်အဓိကကြိုက်တဲ့ Days Gone ရဲ့ features ကတော့ cycle မောင်းရတာပေါ့နော်အဲ့ဒီ cycle အတွက်လည်းကျွန်တော် upgrade တွေကိုဒီခုနလို quest တွေလုပ်ရင်းနဲ့ကျွန်တော်လုပ်လို့ရတယ်ကျွန်တော်နောက်ထပ်ကြိုက်တာတော့ Days Gone မှာဒီ visual နဲ့နောက်ပြီးတော့သူ့ရဲ့ day night changes ပေါ့နော်ကျွန်တော်အဲ့ဒါလေးလည်းတော်တော်လေးသဘောကျပါတယ်2019မှာထွက်ရှိခဲ့တဲ့ Days Gone ကိုကျွန်တော်က sequel အနေနဲ့ထပ်ပြီးတော့တခြား game တွေထပ်ထွက်လာအောင်မလားလို့ကျွန်တော်စောင့်နေရပါတော့ဒါပေမဲ့လည်းအခု remaster version အနေနဲ့ပြန်ထွက်လာတယ် graphic ကအများကြီးပိုကောင်းသွားမယ်လို့ကျွန်တော်မျှော်လင့်တယ် trailer ကြီးကြည့်ရတယ်တော်တော်လေးတော့ပြောင်းလဲသွားတယ်ပေါ့နော်ကျွန်တော်အဲ့ game ကိုစော်ပြီးတဲ့ခါကြလို့ရှိရင်ကျွန်တော် review အနေနဲ့ကျွန်တော် YouTube channel မှာထပ်ပြီးတော့ video အနေနဲ့တင်ပေးသွားအောင်ပါခင်ဗျာနောက်တစ်ခုကတော့ Death Stranding 2ပဲဖြစ်ပါတယ်ကျွန်တော်ကကိုကြီးမားကိုဒီ Metal Gear Solid ဆော့ပြီးတည်ခဲ့လို့မဟုတ်ပါဘူးကျွန်တော်က Death Stranding ဆော့မှတည်ရလို့ပါပေါ့နော်ပြီးတော့ကျွန်တော် Metal Gear Solid မဆော့ဘူးသေးဘူးပေါ့နော်ခုတည်းကကျွန်တော်ဆော့ဖို့တော့ရည်ရွယ်ထားတယ်ဒါပေမဲ့ game ကအရင်အရှိကြီးတိကျချိန်ပေးပြီးဆော့ရမှာဆိုတော့ကျွန်တော်လောဆယ်ခဏထားရတယ်ပေါ့နော် Okay ကျွန်တော် Death Stranding ဆော့စပြီးတော့ဆော့ပြသွားတာသူ့ရဲ့ visual အကြောင်းပေါ့နော် game စထွက်လာတော့ကျွန်တော် trailer ကြည့်လိုက်တယ် gameplay ကြည့်လိုက်တယ်ကျွန်တော်စိတ်ထဲမှာထင်တာပြင်းစရာကြီးပေါ့နော်ဒါပေမဲ့ကျွန်တော် visual ကြည့်ပြီးတော့တော်တော်လေးမိုက်တယ်စမ်းကြည့်မယ်ဆိုပြီးတော့ကျွန်တော် PS Plus မှာရတဲ့အချိန်ကျတော့ကျွန်တော်စမ်းကြည့်ခဲ့တယ်အဲ့ဒီအချိန်မှာမှကျွန်တော်ကိုယ်တိုင်တကယ်စားဆုပ်ပြီးတော့ game ကိုတော်တော်လေးကိုကြိုက်သွားတာပေါ့နော်ဒီ game ကလည်းခုန Days Gone လိုပဲ post apocalyptic ပဲကျွန်တော်တို့ဒီကဘာကြီးမှာ void ဖြစ်သွားတယ်ပေါ့နော်လူတွေကအဆက်အသွယ်တယောက်လုပ်လို့မရတော့ဘူးအကုန်တယောက်နေရာစီရောက်ကုန်တယ်စိတ်သိမ်းမှာကွဲသွားတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ရဲ့ main character ဖြစ်တဲ့ Sam ကဒီ America ရဲ့အရှေ့ဘက်ခြမ်းနဲ့နောက်ဘက်ခြမ်းဒီမှာမြို့ချင်းစီဝင်ပြီးတော့သူက quest တွေလုပ်ပေးပြီးတော့အဲ့မြို့တွေကိုပြန်ပြီး unite လုပ်ပေးရပါဘောနော်ဆိုတော့ဒါကတော့ကျွန်တော်ကပြောပြရတော့ story ကအကျဉ်းပြမယ်ပေါ့နော် spoiler ပါမှာလဲဆိုရဲအဲ့တော့ကျွန်တော်ကိုယ်တိုင်စော့ကြည့်ဖို့ recommend ပေးပါခင်ဗျာ Death Stranding game ရဲ့အဓိက objective က delivery ပေါ့နော်delivery ရတော့မဟုတ်ဘူး mostly ရ delivery ပေါ့အဲ့ဒီ delivery က game ရဲ့အသက်ပေါ့ဥပမာ point A ကနေ point B ကိုကျွန်တော်တို့ပစ္စည်းသွားပို့မယ်ပေါ့အဲ့ဒီပစ္စည်းသွားပို့တဲ့အချိန်မှာကျွန်တော်တို့ကဒီလမ်းမှာ NA ရှိနေနောက်ပြီးတော့ကိုသွားမဲ့ terrain ကိုလည်းကိုကကြိုကြည့်ပြီးတော့ကြိုပြင်ဆင်ရတယ်ပေါ့ဒီမှာလေကားတွေကြိုးတွေလိုရတာအကုန်တရားပြင်ဆင်မှသွားရတာပေါ့နော်အဲ့ဒီဟာက game ရဲ့ဒီတော်တော်လေးကိုဆော့လို့ကောင်းတဲ့အချက်ဖြစ်နေတာပေါ့လမ်းတွေကကိုယ့်အတော့ဖောက်ပြီးသွားရတာစမ်းထွင်ပြီးသွားရတာပေါ့နော်ဒါပေမဲ့အဲ့ဒီမျိုးနဲ့ကျွန်တော်တို့ connect ဖြစ်သွားပြီဆိုလို့ရှိရင်တခြား online player တွေလုပ်ခဲ့တဲ့လမ်းတွေနောက်ပြီးတော့လေကားတွေအဲ့ဒီအကုန်လုံးကျွန်တော်တို့မြင်ရမှာဖြစ်တယ်ပေါ့နော်အဲ့လိုဖြစ်တဲ့အတွက်ဒီ region တခု unlock ဖြစ်သွားပြီဆိုလို့ရှိရင်အဲ့ region မှာသွားလာတာပြောရင်တော်တော်လေးလွယ်သွားပြီပေါ့နော်ပြီးတော့ online မှာတခြား player တွေကတရားထိုးပေးခဲ့တာတို့လမ်းဆောက်ပေးခဲ့တာတို့ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကအဲ့ဒီ land တွေတရားတွေ upgrade လုပ်ဖို့ကျွန်တော်တို့က supply တွေပဲရှာပြီးတော့ပေးလို့ရသေးတယ်အဲ့ဒါလည်းကျွန်တော် Death Stranding ကိုကြိုက်တဲ့ features တွေတခုပေါ့နော်ဇွန်လ24ရက်နေ့မှာထွက်ရှိမဲ့ Death Stranding game ကတော့ base game ကိုပဲ$90နဲ့စပြီးတော့ထွက်လာမှာဖြစ်ပါတယ် finally ကျွန်တော်ဒီနှစ်မှာတေချာပေါက်ဆော့မဲ့ game ကတော့ Ghost of Yotei ကျွန်တော်တန်တော့သိမသိဘူးပေါ့နော်ကျွန်တော်တို့ Yotei လို့ပဲဖတ်တယ် Ghost of Yotei ပါကျွန်တော်ဒီ video ရိုက်တဲ့နေ့မနက်မှာပဲ trailer ကို release date ကိုကြေညာသွားခဲ့ Ghost of Yotei ပါ Sucker Punch ရဲ့ Ghost of Tsushima ဟာကျွန်တော်အကြိုက်ဆုံး game တွေက top 10 နဲ့ game တစ်ခုဖြစ်ပါတယ် Ghost of Tsushima ကျွန်တော် visual ကြိုက်တယ် story လည်းကြိုက်တယ် combat လည်းကြိုက်တယ်တော်တော်များများအရာလုံးကြီးပါကျွန်တော်တို့အဲ့ game က perfect ဖြစ်တယ်ပေါ့နော်ကျွန်တော် story ပြီးသွားတော့မှကျွန်တော်အခုချိန်ထိ Ghost of Tsushima ထဲမှာကျွန်တော်မြင်စီပြီးတော့အဲ့ Mongol တွေကိုလိုက်ချတာတော့ကျွန်တော်အခုလည်းဒီ crazy ဖြစ်နေအောင်ပေါ့နော်ဆိုတော့ကျွန်တော်တော်တော်ကြိုက်တဲ့ game အဲ့ game ကိုကျွန်တော်ဒီ sequel ထပ်ထွက်မယ်ထင်တာပေါ့နော်ခုနကလိုကျွန်တော်ကိုကြိုက်တဲ့ game ဆိုကျွန်တော် sequel ထွက်စီနေတာများတယ်ဒါပေမဲ့ Ghost of Yotei ဆိုပြီးကျွန်တော် announcement လုပ်တဲ့အချိန်မှာကျွန်တော်ထင်လိုက်တာ okay Tsushima နဲ့တခုချိတ်ဆက်မယ်လို့ထင်တာပေါ့နော်ဒါပေမဲ့သူ့ရဲ့ standalone storyline Ghost of Yotei က Tsushima အဖြစ်ပြက်ဖြစ်ပြီးတော့နှစ်300အကြာမှာတည်တာပေါ့နော်
ဇလန်တက် trailer တစ်ခုလေးကြည့်ပြီးခံမှန်းရရင်တော့ main character Asu ကသူ့မိဘနှစ်ပေါက်သူ့ရှေ့မှာပဲရဲရဲဆက်ဆက်လှုပ်ကြံသွားခဲ့တဲ့ Snake, Oni, the Kitsune, Spider, Dragon နဲ့ Lord Saito ဆိုတဲ့ဘဲတွေကိုပြန်ပြီးတော့လက်စားချေသွားမယ်ထားလို့ထင်ပါတယ်။ Sucker Punch ကလည်းဒီ trailer မှာ visual ရောနောက် gameplay တချို့ပေါ့နော်ဟိုမှာဂျိုးဒန်ပေါ်လမ်းလျှောက်တာတို့ဘာလို့အဲ့ဒါတွေအကုန်လုံး trailer မှာတိကျချပြသွားတယ်။ဈေးနှုန်းကတော့ PlayStation app မှာမကြေညာသေးဘူးဆိုပေမဲ့ကျွန်တော်စိတ်ထင်တော့$80ပဲဖြစ်မှာပါပေါ့နော်။ပိုတော့မပိုကောင်းတော့ပါဘူး။အော်တိုဘာလ2ရက်နေ့မှာထွက်ရှိမှာဖြစ်ပြီးတော့အဲ့ဒီ game ထွက်တဲ့ချိန်ကြလို့ရှိရင်လည်းကျွန်တော်အနေနဲ့ review လေးလုပ်ပြီးတော့ကျွန်တော်ရဲ့ page မှာ YouTube မှာထပ်ပြီးတင်ပေးသွားပါဦးမယ်ခင်ဗျာ။ဒီ game 3ခုကတော့ကျွန်တော်ဒီနေ့ထဲမှာထွက်လာမယ် game တွေအများကြီးတွေကမှာကျွန်တော်သေချာပေါက်ဆော့ပြမယ် game 3ခုပဲဖြစ်ပါတယ်။ကျွန်တော်ဗီဒီယိုတွေကြားထဲမှာတိတ်မတင်ပြပေမဲ့ကျွန်တော် YouTube channel ကိုအခုချိန်ကြီးကြည့်ပေးထားတဲ့လူတွေအကုန်လုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။ comment မှာအားလုံးပြောနေကြလို့ Red Dead Redemption timeline အတွက်နောက်ထပ်ဗီဒီယိုတစ်ခုကိုလည်းကျွန်တော်အခုလုပ်နေပါတယ်။ရတဲ့ခါကျလို့ရှိရင်တင်ပေးပါမယ်ခင်ဗျာ။အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။